ဒီဗီဒီယိုကိုအဆုံးထိကြည့်မယ်ဆိုရင်တွေ့မှာစီးကြောက်တည်နိုင်ခြေအရန်နေသွားပါလိမ့်မယ်ခဏလောက်အာရုံစိုက်ပေးပါကလေးမွေးရတယ်လို့မျိုးအရန်ပြင်းထန်တဲ့နာကျင်မှုတစ်ခုရှိပါတယ်လူတော်တော်များများဟာသူတို့ရဲ့နေ့စဉ်နေထိုင်မှုပုံစံတွေကြောင့်ဒီဝေဒနာကိုကိုယ့်ဘာသာကိုတဖြည်းဖြည်းချင်းဖိတ်ခေါ်နေမိတယ်ဆိုတာမသိကြပါဘူးကြောက်ကမှကြောက်တည်တယ်ဆိုတာတညတဲ့နဲ့ဖြစ်လာတာမဟုတ်ပါဘူးနေ့စဉ်ပြုလုပ်မိတဲ့အလေးကျင့်လေးတွေကနေတဖြည်းဖြည်းစုမိလာတာပါဒါဟာအလကားနေရင်ကြောက်အောင်ပြောနေတာမဟုတ်ပါဘူးတကယ်တော့ဒါဟာကြိုတင်ကာကွယ်လို့ရတဲ့ကိစ္စဖြစ်လို့တားဆီးပေးချင်တာပါတကယ်ဘာတွေဖြစ်နေတာလဲဆိုတာရှင်းပြပါရစေကြောက်ကဆိုတာသွေးလက်ကအငြိအကျေးတွေကိုစစ်ထုတ်ပေးတာပါပုံမှန်ဆိုရင်တော့အဲ့ဒီအငြိအကျေးတွေကစီးကနေတစ်ဆင့်အပြင်ကိုထွက်တော့ပါတယ်ဒါပေမဲ့ခန္ဓာကိုယ်ထဲမှာရေဓာတ်မလုံလောက်တဲ့အခါအငြိအကျေးတွေကတစ်ခုနဲ့တစ်ခုကပ်ကုန်ပါတယ်ပြီးတော့မာလာပြီးကြောက်ဖြစ်ထွက်လာပါပဲကပါပဲတခြားစမ်းကြဲတဲ့အကြောင်းရင်းတွေဖြစ်တောင့်ဖြစ်ခဲ့ယောဂတွေကြောင့်မဟုတ်ပါဘူးနံပါတ်1အကြောင်းရင်းကတော့ရေလုံလောက်မတောက်တာပါပဲလူတော်များများကသူတို့ရေဝအောင်တောက်တယ်လို့ထင်တတ်ကြပေမယ့်တကယ်တမ်းကျတော့လူအတာထက်နည်းနေတတ်ပါတယ်တကယ်လို့တင်းရဲ့စီးအယောင်ကအဝါရင်ရောင်ထစ်နေပြီဆိုရင်တင်းခန္ဓာကိုယ်ကဒုက္ခရောက်နေပြီလို့ဆိုလိုပါတယ်ဒါဟာလူတွေတတိမထားမိပဲကြော်သွားတတ်တဲ့အချက်ဖေးကောင်းလောင်ပါပဲနောက်ထပ်အကြောင်းရင်းတစ်ခုကတော့အငန်စားအစာများတာပါစားကခန္ဓာကိုယ်ထဲကရေဓာတ်ကိုစုပ်ယူလိုက်တာကြောင့်ကြောက်ကက်စီရေဓာတ်ရောက်တာနည်းသွားပြီးကြောက်တီဖို့ပိုးလွဲသွားစေပါတယ်ပြီးတော့ကျွန်တော်တို့စီမှာအဖြစ်များတဲ့အလေးချင်းတစ်ခုရှိပါသေးတယ်အဲ့ဒါကတော့ကွမ်းစားတာပါပဲကွမ်းထဲမှာပါတဲ့ထုံးဟာကယ်လ်ဆီယမ်ဓာတ်တွေအလွန်များပါတယ်ကွမ်းခဏစားရင်ခန္ဓာကိုယ်ထဲမှာထုံးဓာတ်တွေစုလာပြီးကြောက်ကပ်မှာကြောက်တီဖို့အားဖေးတယ်လို့ဖြစ်စေပါတယ်နောက်ပြီးကွမ်းစားထားရင်ရေခဏမတောက်ဖြစ်ကလည်းအခြေအနေကိုပိုဆိုးစေပါတယ်လူတွေတိတ်မပြောဖြစ်တဲ့နောက်ထပ်အချက်တစ်ခုကတော့အချိုရည်တွေပါပဲလေအောင်ပြောင်စေးလို့အေးတွေနဲ့လက်ဖက်ရည်ချိုနဲ့အားဖြီအချိုရည်တွေဟာတင်ထင်တယ်လို့ရေဓာတ်မဖြည့်ပေးတဲ့အပြင်ကြောက်ကတ်ကိုအလို့ပိုစေပါတယ်စားတောက်တဲ့ပုံစံကလည်းအရေးကြီးပါတယ်မျှတမှုမရှိပဲအစားအစာတချို့ကိုပဲနေ့တိုင်းအလွန်အကျွံစားနေမယ်ဆိုရင်စီးထဲမှာအညစ်အကြေးတွေပိုများလာစေနိုင်ပါတယ်ပြီးတော့တနေ့လုံးထိုင်နေတာကိုယ်လက်လှုပ်ရှားမှုမရှိတာတွေကလည်းတတူးတက်တွေကိုကြောက်ကတ်မှာပုံသွားစေနိုင်ပါတယ်တရင်ကောင်းကတော့ဓာကိုကာကွယ်ဖို့ယူရှင်းပါတယ်ယူရှင်းလို့ပြင်းစရာတောင်ကောင်းနေုံပဲဒါပေမဲ့တကယ်ထိရောက်ပါတယ်ပထမဆုံးကတော့ရေပါတတိယမှတောက်တာမျိုးမဟုတ်ဘဲပုံမှန်လေးတောက်ပေးပါတင်းရစီအယောင်ကအဝါနုရောင်ဒါမှမဟုတ်ကြည်နူရပါမယ်ဒုတိယအချက်ကအငံလျော့ပါမလိုအပ်ဖဲအငံတွေထပ်မထည့်ပါနဲ့အထုပ်လိုက်ရောင်းတဲ့အစားအစာတွေမှာစားတဲ့ဘလောက်ပါတယ်ဆိုတာတတိထားကြည့်ပါတတိယအချက်ကကွမ်းစားတာကိုတက်နိုင်သမျှလျှော့ပါသို့မဟုတ်ဖြတ်ပါထုံးတက်တွေခန္ဓာကိုယ်ရဲ့အဝဲမများအောင်ဂရုစိုက်ပါစတုထအချက်ကတနည်းကိုအချိုရည်တစ်ခွက်စာနေရမှာရေနဲ့အစာထိုးတောက်ကြည့်ပါဒါဟာကြောက်တိနိုင်ခြေကိုတင်းထင်တယ်လို့ပိုပြီးလျော့ကျစေပါတယ်ပင်စမအချက်ကနေ့တိုင်းကိုယ်လက်လှုပ်ရှားမှုလုပ်ပါလမ်းလျှောက်တာမျိုးအကျော်လျော်တာမျိုးကလည်းအကျုံးဝင်ပါတယ်နောက်ဆုံးအချက်ကအစားအစာကိုစုံအောင်စားပါဟင်းသီးဟင်းရွက်တွေနဲ့တစ်သီးဝလံတွေကိုရောစားပေးပါအဓိကပြောချင်တာကကြောက်ကပ်မှာကြောက်တည်တယ်ဆိုတာအလိုလိုဖြစ်လာတာမဟုတ်ပါဘူးရေဓာတ်ခန့်လေတာနဲ့အလိအကျင့်အမားတွေကြားလာတာကနေဖြစ်လာတာပါနေ့စဉ်လှုပ်ဆောင်တဲ့အသေးအမွေဈေးချင်မှုလေးတွေကနောက်မှဂရီးကြီးမားနဲ့နာကျင်မှုတွေဖြစ်စေနိုင်တယ်လို့လုံးဝမဖြစ်အောင်လဲကာကွယ်နိုင်ပါတယ်ရေမငတ်ခင်အနီရေကိုကြိုတောက်ပါအငံကိုတတိထားပြီးလျော့စားပါနေ့တိုင်းနည်းနည်းလေးလှုပ်ရှားပေးပါတင်းကြောက်ကကအကောင်းဆုံးတွေပဲလိုနေတာမဟုတ်ပါဘူးပုံမှန်လေးခယူဆိုင်ပေးဖို့ပဲလိုပါတယ်ဒါကိုလစ်ရှူထားမယ်ဆိုရင်တော့နောက်တစ်ချိန်မှာတင့်ခန္ဓာကိုယ်ကမခံမရနိုင်အောင်အချက်ပေးလာပါလိမ့်မယ်အခုကနေခယူဆိုင်မယ်ဆိုရင်တော့အဲ့ဒီနာကျင်မှုကိုပယ်တော့မှခံစားရမှာမဟုတ်ပါဘူးဒီဗီဒီယိုလေးကတဲ့အတွက်အကျိုးရှိစေတယ်ဆိုရင် comment မှာ yes လို့ရေးခဲ့ပေးပါကျေးဇူးတင်ပါတယ် The Body Hack